ဒီနေ့ဗီဒီယိုကတော့ကျွန်တော်ဒီ Vibe coding နဲ့ပတ်သက်ပြီးတော့အပိုင်း2ကိုဆက်ပြီးတော့ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်အခုကျွန်တော်တို့ဒီမှာမြင်နေရတယ်လို့မျိုးပဲကျွန်တော်တို့ကဒါကဘာကိုဖန်တီးထားတာလဲဆိုတော့ကျွန်တော်တို့က all in one marketing system တခုကိုကျွန်တော်တို့ဖန်တီးပေးထားတာပဲဖြစ်ပါတယ်ဒါအကုန်လုံးကိုကျွန်တော်တို့က level အသုံးပြုပြီးတော့ကျွန်တော်တို့ဖန်တီးထားတာပေါ့နော်ဒီထဲမှာဆိုကျွန်တော် dashboard ပါတယ် customer ပါတယ် customer ဆိုတာကျွန်တော်တို့ CRM system ပါတယ်ပေါ့နော်နောက်တစ်ခုကျတော့ကျွန်တော်တို့ဒီ marketing နဲ့ပတ်သက်တဲ့ campaign တွေပါတယ်ကျွန်တော်တို့ inventory management နဲ့ပတ်သက်တဲ့ဟာပါတယ် Vibe code ဆိုတဲ့သဘောတရားကကျွန်တော်တို့ကကိုလိုချင်တဲ့အကြောင်းအရာကိုဒီစာတွေကနေပြီးတော့ကျွန်တော်တို့ကဒီ coding တစ်ကြောင်းမှနားမလည်ပဲနဲ့ system တွေအထိပြောင်းလဲတာကိုဆိုလိုတာပါအကယ်၍ဒီမှာဆိုလို့ချင်းကျွန်တော်တို့ကစာရေးတဲ့ကျွန်တော်တို့ content အနေနဲ့ပတ်သက်တဲ့ဟာမပါဘူးပေါ့နော်ဒီမှာကျွန်တော်ကsorry သူပြန်ရှင်းလိုက်မယ်ပေါ့နော် stop လုပ်လိုက်မယ် contentထပ်ထည့်ပေးပါပေါ့နော်ကျွန်တော်တို့ကဒီ content writing ရေးပေးနိုင်တဲ့ fashion တစ်ခုကိုကျွန်တော်ထပ်ထည့်ပေးပါလို့ပြောလိုက်တဲ့အခါကျလို့ရှိရင် तू ကကိုပြောလိုက်တဲ့ဒီအကြောင်းအရာကိုစပြီးတော့ तू review လုပ်တယ်ပြီးသွားတဲ့ခါကျလို့ရှိရင်ဘာလုပ်ပေးလဲဆိုတော့ तू ကဒီမှာ fashion တစ်ခုကိုထပ်တိုးပေးတယ်ပေါ့နော်အရင်ဆုံးကိုကတော့ဒီတစ်ခုခုလုပ်မယ်ဆိုလို့ချင်း system ရင်ချရတာပိုကောင်းတယ်ကျွန်တော်အရှိဗီဒီယိုမှာပြောသလိုမျိုးပဲအရှိဗီဒီယိုဟာကိုပြန်ပြီးတော့ဆွေးနွေးရမယ်ဆိုလို့ချင်းကိုကဘယ်လိုမျိုး system စောင့်မလဲပေါ့နော်ဒါဆိုလို့ချင်းကျွန်တော်ရဲ့ marketing ecosystem စောင့်မယ်ဆိုလို့ချင်း marketing ecosystem နဲ့ပတ်သက်တဲ့ဒီလိုမျိုးဟာလေးတွေကျွန်တော်တို့ဒီအရင်လုပ်ထားသင့်ပါတယ်ပြီးသွားမှသာကျွန်တော်တို့ကဒီလိုမျိုးသွားတာပိုကောင်းတယ်ပေါ့နော်ဒါဆိုလို့ချင်းကျွန်တော်တို့က content writing ဒီ feature ကိုထပ်ထည့်မယ်ဆိုလို့ချင်းဘယ်လိုမျိုးလဲဆိုတဲ့ဟာကိုသူကပြောတယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာကျွန်တော်ရွေးပေးလိုက်တယ် content writing feature ကဘယ်လိုပုံစံလဲဆိုတော့ကျွန်တော်တို့ကဒီ description writer အနေနဲ့ကျွန်တော်ကထပ်ထည့်မှာပေါ့နော်ပြီးတော့မှကျွန်တော်တို့ဒီ submit လုပ်လိုက်ပေါ့ဒီမှာကတယောက်နဲ့ဟိုတစ်ခုနဲ့တစ်ခုမတူတာက system သုံးတဲ့ပုံမူတည်ပြီးကွာသွားမယ်ပေါ့နော် system သုံးတဲ့ဟာဆိုတာကျွန်တော်ကဒါကဒီ Laravel ကိုသုံးလို့ maybe ကျွန်တော်တို့က base 44သုံးတယ်ဆိုလို့ချင်းလဲကျွန်တော်တို့က base 44ကိုကျွန်တော်တို့ကအသုံးပြုလို့ရပါတယ်ဒါကတော့ကျွန်တော်တို့ Vibe coding နဲ့ပတ်သက်တဲ့ဒါဒုတိယပိုင်း video clip ဖြစ်ပါတယ်ဒါဆိုလို့ချင်းကျွန်တော်တို့ထွက်လာမဲ့ result ကိုထပ်ပြီးတော့စောင့်လိုက်ကြရအောင်ကျွန်တော်တို့ဒီဘက်မှာကျွန်တော်တို့အလုပ်လုပ်နေတဲ့ဟာကိုဆက်ကြအောင်နော်ဒါဆိုလို့ချင်းကျွန်တော်တို့တွေ့ရမှာကသူဖန်တီးပြီးသွားပြီဖန်တီးပြီးသွားတဲ့အချိန်မှာကျွန်တော်တို့တွေ့ရမှာဗာလဲဆိုတော့သူ AI နဲ့ပတ်သက်တဲ့ဒီ AI content writer ကိုဗာမှာထည့်ထားလဲဆိုတော့ campaign name နဲ့ပြီးတော့မှကျွန်တော်တို့ဒီမှာထပ်ထည့်ထားတယ်ပေါ့နော် campaign တွေကိုကျွန်တော်သွားမယ်ဒီမှာဆိုလို့ချင်း AI content writer ရှိတယ်ဒီမှာကျွန်တော်တို့လိုချင်တဲ့အကြောင်းအရာတွေသုံးမဲ့ budget တွေအကြောင်းအရာတွေထည့်လိုက်တာနဲ့သူကဒီမှာရေးမဲ့ဟာပေါ့နော်ဗာရေးခိုင်းရမလဲဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ကားကြော်ညာတစ်ခုကိုကျွန်တော်တို့ရေးခိုင်းမယ်ပေါ့နော် 20% down payment နဲ့ပေါ့နော် 20% သုံးမဲ့ estimate budget ကကျွန်တော်တို့ထားပါတော့ဒီ budget မှာ boosting budget ကကျွန်တော်20သုံးမယ် target audience က businessman တွေပေါ့ဗျာဒါကို professional တုံးနဲ့ရေးမယ်ဆိုလို့ချင်းကျွန်တော်တို့ကဒါကို generate လုပ်လိုက်ရုံပဲဒါကဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ Vibe coding မှာဒီလိုမျိုးလုပ်လို့ရတယ်ဆိုတော့ပြပြတယ်ဒါအကြိုကိုကပတ်စံ3နိုင်တလောက်ဒီဟာတွေက effective ဖြစ်တယ်ပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းထဲမှာဆိုလို့ချင်းလည်းကိုကဘယ်လိုမျိုးပြန်အစားထိုးမလဲဆိုတော့ကိုစပြီးတော့တွေးခေါ်လို့ရတယ်ဒါဆို तू ရေးပေးလိုက်တဲ့ဟာပေါ့နော်ဒါဆိုလို့ချင်းဟို tag line ကအရန်ကျန်းတယ် tag line တွေပါတယ်လေဒါကကျွန်တော်တို့ Vibe coding ပေါ့နော် Vibe coding နဲ့ကျွန်တော်တို့လိုချင်တဲ့